ဒီဗီဒီယိုလေးမှာတော့ပေါ့ပေါ့ရှာရှာအကြောင်းအရာလေးနဲ့စလိုက်အောင်ဘယ်လိုအကြောင်းအရာတွေလဲဆိုရင်တော့ရုပ်ထုတွေနဲ့ပတ်သက်တဲ့ကိစ္စလေးပါပဲပြည့်ရပြောရရင်တော့လူတွေကအဲ့ဒီရုပ်ထုတွေကိုပောက်ကရလုပ်လို့ရတဲ့အကြောင်းပါပဲလူတွေကလည်းအခုချိန်นี้ပောက်ကရလုပ်နေကြလုံးပါပဲဘယ်လိုရုပ်ထုတွေလဲဆိုတာကိုကျွန်တော်နဲ့အတူတူအဆုံးထိ live ပါကြည့်ရှုပေးခဲ့ကြပါဦးလောကီမီဆူတောင်းလို့ရတဲ့ဂျူလီယက်ရုပ်ထုရှေ့စပီးယားရဲ့ရိုမီယိုနဲ့ဂျူလီယက်ဇလန်ကိုအားလုံးသိကြမယ်လို့ထင်ပါတယ်အခုပြောမဲ့ဂျူလီယက်ကအဲ့ဒီထက်ကဂျူလီယက်ပါပဲအီတလီနိုင်ငံဗီယင်နာမြို့မှာဂျူလီယက်ရုပ်ထုဆိုတာရှိပါတယ်ရှေ့စပီးယားရဲ့ဇလန်ထဲမှာလည်းဂျူလီယက်ကဗီယင်နာမှာနေတယ်လို့ဖော်ပြထားပါတယ်အားလုံးသိတဲ့အတိုင်းရိုမီယိုဂျူလီယက်ရဲ့အချစ်ဇလန်ကကံမကောင်းခဲ့ပါဘူးပြောတင်တာကအဲ့ဒီအချစ်ဇာတ်ကြောင်းတော့မဟုတ်ပါဘူးမြို့ထဲမှာဂျူလီယက်နေခဲ့တယ်ဆိုတဲ့ယုံကြည်ရတဲ့နေရာရှိပါတယ်အဲ့ဒီမှာဂျူလီယက်ရုပ်ထုတစ်ခုလည်းထူထားခဲ့တာပါနောက်ပြီးဒီရုပ်ထုကအချစ်ကံခေတဲ့သူတွေသွားပို့ရင်ကံကောင်းစေတယ်ဆိုပြီးယုံကြည်ကြပါတယ်ဘယ်နေရာကိုပို့ရမှာလဲဆိုရင်တော့ဂျူလီယက်ရုပ်ထုရဲ့ဘယ်ဘက်ရင်သားကိုပို့ရတာပါဒီနေရာခရီးသွားတွေအလည်များတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်တစ်ခါပို့တန်းစီစောင့်ရတဲ့နေရာဆိုရင်လည်းမမားပါဘူးတင်တဲ့အချစ်ကံခေတယ်လို့ကိုယူဆရင်တော့ဂျူလီယက်ရုပ်ထုကိုသွားပို့တိုက်တွန်းရမှာပါဘောပို့လို့ရတဲ့နရိုင်းရုပ်ထုဒါကတော့နယူးယောက်ကနာမည်ကြီးနရိုင်းရုပ်ထုကြီးပါပြင်းနေတဲ့ပုံစံထုထားပါတယ်ခရီးသည်တွေကလည်းဒီရုပ်ထုကြီးနဲ့မဖြစ်မနေဓာတ်ပုံရိုက်တတ်ကြတာပါရုပ်ထုကလည်းအသက်ဝင်လုံးပါတယ်ဘောတွေဆိုလည်းပြူးနေတာပါပဲတချို့ကတော့နွားရှိကနေဓာတ်ပုံရိုက်တတ်ကြပါတယ်တချို့ကတော့အနောက်မှာပဲပုံစံဆန်းဆန်းနေနဲ့ဓာတ်ပုံရိုက်တတ်ကြတာပါဘာဖြစ်လို့လဲဆိုရင်အနောက်ဘက်ကရေစရာကောင်းအောင်ဓာတ်ပုံရိုက်လို့ရတာကြောင့်ဖြစ်ပါတယ်နောက်ဒီနွားရဲ့ဘောကိုပုတ်ပေးရင်ငွေကြေးကံကောင်းတယ်ဆိုတဲ့အယူဆတွေလည်းရှိပါတယ်အဲဒါကြောင့်အဲ့ဒါကိုပုတ်တတ်ကြပါတယ်ဘလောက်ပုတ်လဲဆိုရင်ဒီနေရာကတခြားနေရာတွေထက်တောင်ပြောင်းထွက်နေတာပါချို့ကလည်းပုတ်တဲ့ဓာတ်ပုံမရိုက်ဖဲမားတဲ့ဓာတ်ပုံရိုက်တတ်ကြပါတယ်နယူးယောက်ကိုသွားလဲပြီးနရိုင်းဘောမပုတ်ခဲ့ရဘူးဆိုရင်တော့တန်မှာမဟုတ်ပါဘူးနှာခေါင်းပုတ်ပေးရတဲ့လင်ကွန်းရုပ်ထုအမေရိကန်အီလိုနိုက်ပြည်နယ်ဆပ်ဖလင်ဖီမှာတော့အမေရိကန်သမ္မတဟောင်းအေဗရာဟမ်လင်ကွန်းရဲ့ကြေးရုပ်ထုကြီးရှိပါတယ်ရုပ်ထုဆိုရင်တကိုယ်လုံးတော့မဟုတ်ပါဘူးခေါင်းမဲပါပါတယ်ပြီးတော့နှာခေါင်းကပို့ပြီးတော့ဝင်းထွက်နေတာပါဘာဖြစ်လို့လဲဆိုရင်ဒီလူတွေကသူ့ရဲ့နှာခေါင်းကိုလာပုတ်နေကြလို့ပါပဲဒီလိုပုတ်ပေးခြင်းအပြင်အလောက်ကံကောင်းနေပညာရေးကံကောင်းတယ်လို့ယုံကြည်ကြတာပါသူတို့ယုံကြည်တာကအရင်မကြည့်ပါဘူးနှာခေါင်းပဲကွက်ပြီးဝင်းထွက်နေတဲ့လွင်ကုန်းရုပ်ထုကကြည့်ရတာတစ်မျိုးဖြစ်နေတာတော့အမှန်ပါပဲနှာခေါင်းပုတ်ပေးရတဲ့တောဝက်ဒီတစ်ခေါက်မှလည်းနှာခေါင်းပိုးရတဲ့ကိစ္စပါပဲဒါပေမဲ့လူမဟုတ်ပါဘူးကျင်းနဲ့လှုပ်ထားတဲ့တောဝက်အယုတ်ပါအီတလီနိုင်ငံဖလော်ရင့်မြို့မှာရှိပါတယ်သူကဒီတိုင်းပိုးရတာမဟုတ်ပါဘူးပါဇက်တဲ့ကိုအကျွေးစေးတစ်စိထည့်ပေးရတာပုတ်ပြီးမှထည့်မပုတ်ခင်ထည့်လို့ရပါတယ်အများစုကတော့ပုတ်ပြီးဆူတောင်းပြီးမှထည့်ကြပါတယ်ဒီလိုပုတ်ပြီးဆူတောင်းရင်ဆူတောင်းပြည့်တယ်လို့ယုံကြည်ကြတယ်လို့ဖလော်ရင့်ကိုနောက်တစ်ခေါက်အလဲထပ်လာရတယ်လို့လည်းယုံကြည်ကြတာဖြစ်ပါတယ်ပါရိုက်ခံရတဲ့ရုပ်ထုဒီတစ်ခေါက်ကတော့ပုတ်တဲ့ကိစ္စမဟုတ်ပါဘူးရုပ်ထုဖြစ်သွားတာတော့မှပိုးစိုးပတ်ဆက်ရိုက်ခံရတဲ့ရုပ်ထုတွေပဲဖြစ်ပါတယ်တချို့ကလည်းဒီရုပ်ထုတွေကိုပါရိုက်ကြပါတယ်တချို့ကလည်းဖနှက်ချုပ်ပြီးတော့မညာမတာရိုက်ကြတာပါဘာဖြစ်လို့လဲဆိုရင်သူတို့ကတိုင်းပြည်ရဲ့တစ္ဆဖောက်တွေဖြစ်နေခဲ့လို့ပါပဲတိုင်းပြည်ရဲ့သူရဲကောင်းစစ်သူကြီးကိုလှုပ်ကြံတပ်ဖြတ်ခဲ့တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်တိုင်းသူပြည်သားတွေရဲ့ဒေါသကိုဖြေလျှော့နိုင်အောင်လွန်ခဲ့တဲ့နှစ်800ကလေးကဒီရုပ်ထုတွေထူပြီးလှုပ်ချင်ရလှုပ်ဖို့ခွင့်ပြုပေးထားခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ဒီရုပ်ထုတွေကလူတွေရဲ့ဒေါသပေါက်ကွဲရနေရာတွေဖြစ်လာခဲ့ရတာပါဒီနေ့ကြောင်းလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုများနဲ့အတူကျွန်တော်ပြန်လာခဲ့ပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားဖို့တောင်းဆိုလိုက်ပါတယ်